နောက်ထပ်အခြေခံကြတဲ့အသွေးတစ်ခုထပ်ပြီးပြမယ်ပေါ့နော်ဒီမှာဆိုရင်တတ်မှတ်ချက်ကပါလဲဆို k က greater than 0ပေါ့နော် intention ပုံစံအားလုံးက natural number ပေါ်မှာအခြေခံပြီးစဉ်းစားတာပေါ့နော်အဲ့တော့ကိန်းပြည့်တွေဖြစ်ရမယ်ပေါ့နော်အဲ့တော့ k greater than 0ဆိုတော့သိချတယ်1နဲ့စမယ်ပေါ့ k တန်ဖိုးကလေအဲ့တော့ k နေရာမှာ1ထည့်ကြည့်လိုက်2တလီ2ဒီမှာ1ထည့်ကြည့်လိုက်မယ်ဒါဆိုရင်2က1တက်ကြည့်တယ်ပေါ့နော်2ထည့်ရင်လည်း2နဲ့4ဒီမှာ2ထည့်မယ်4က2ထည့်ကြည့်တယ်အဲ့တော့ဒီ statement ကဒါမှန်တယ်ဆိုတာကိုကြည့်လိုက်ရင်လည်းတန်ပြီးသိတယ်ပေါ့နော်အဲ့ဒါအလွယ်ဆုံးအခြေခံနဲ့စပြောတာဖြစ်ပါတယ်နောက်အောက်ကဖော်ပြချက်ကိုကြည့်အောင်ဒီမှာဆိုရင် तू ကဘာဖော်ပြထားလဲဆိုတော့ n က3နဲ့ညှိပြီး3ထက်ကြီးတယ်လို့ပြောထားတယ်နော်ဟုတ်ပြီဒါကိုအသေးစိတ်လေ့လာကြည့်မယ်ဆိုရင်ဒီသူ့ရဲ့အောက်ပေါ့3နဲ့ညှိတယ်လို့သူကပြောထားတော့သူ့ရဲ့အောက်ဆိုရင်ဘာဖြစ်မလဲကြည့်မယ်ပေါ့နော်1ထည့်ကြည့်မယ်1ပဲရမယ်ပေါ့ဒီမှာ1ထည့်ရင်2ရမယ်အဲ့တော့1ကဘယ်လိုမှ2ထည့်မကြီးနိုင်ဘူးပေါ့နော်2ထည့်ကြည့်ရအောင်2နဲ့4ဒီမှာ2ထည့်ရင်လည်း4အဲ့4ဟာ4ထည့်ကြီးတယ်ဆိုတော့တဘာဝမကြောက်အဲ့တော့သူပြောတဲ့ဒီ3နဲ့ညှိရမယ်ဆိုတော့3ထည့်ကြည့်လိုက်မယ်3 3 4 9ဒီမှာ3ထည့်လိုက်ရင်8 9က8ထက်ကြီးတယ်ပေါ့နော်